DTC တင်းစင်းနီးလေးတွေကိုလေ့လာကြည့်လိုက်ပါဦး။တင်းအိမ်လေးကဘယ်တော့မှရှုပ်ပွေနေတော့မှမဟုတ်ပါဘူး။ဒီ T-shirt ခေါင်းနီး T-shirt ကိုအရာလိုက်အမှတ် A B နဲ့ C ဆိုပြီးတတ်မှတ်လိုက်ပါ။တစ်ဖက်ကအမှတ် A ကိုကင်ထားပြီးကျန်တဲ့တစ်ဖက်ကတော့အမှတ် B ကိုကင်လိုက်ပါ။အမှတ် A ကိုကင်ထားတဲ့လက်ကိုအမှတ် C ကိုယူလာလိုက်ပါ။လေဘင်းဖက်ကိုအပြင်ထုတ်ပြီးအသားရလေးခါလိုက်မယ်ဆိုရင်တော့အစင်တင်းဖြစ်သွားပါပြီ။နင်ရှက်အင်ဂျီခေါင်းနီး苏阿波他应急考你，雷狐狸考你，牙虽然应急考你，瞧，来他的为啥对来顶死你？တစ်စုံလုံးကိုအလွယ်တကူထုတ်ယူလို့ရသွားမှာပါခေါ်ဂျင်းပေါင်ပြီးခောက်နီအရင်ဆုံးခါဘက်နေရာကိုအိတ်ကလေးတစ်ခုဖြစ်သွားအောင်အောက်ဘက်ကိုခောက်ချလိုက်ပါပေါင်းပြီးခြေထောက်တွေကိုအပေါ်ဘက်ကိုနှစ်ခါခောက်တင်လိုက်ပါကျန်တဲ့တစ်ဖက်ကိုလည်းအဲ့ဒီအတိုင်းပဲလုပ်ပေးပါပြီးရင်နှစ်ဖက်စလုံးကိုအိတ်ကလေးနဲ့ထည့်လိုက်ပါအလဲကနေတစ်ခေါက်ထပ်ခောက်လိုက်မယ်ဆိုရင်တော့ပြီးသွားပါပြီရှစ်ပေါပေါပါပါဝဲတဲ့ဘောင်းဘီရှိ sweatpants ခေါက်နီကိုအပေါ်ထက်ကိုအင်ဂျီခောက်နီနှစ်ဖက်စလုံးကိုအလဲပဟီးစီရောက်အောင်ခောက်လိုက်ပါလက်အင်ဂျီတွေကိုတေချာလေးစမ်းထုတ်ပေးပါအင်ဂျီအောက်နားကိုရင်ဆုံးအပေါ်ကိုခောက်တင်လိုက်ပါအောက်နားရဲ့နှစ်ဖက်စလုံးကိုဖြန့်လိုက်ပြီးလဲဘင်းကောလာကိုအောက်နားထဲကိုတိတ်တိတ်တက်ထည့်လိုက်ပါဒါဆိုရင်တော့ကောလာပဲစီတာကိုကာကွယ်ပေးနိုင်ပါတယ်